နီဥပရိသကိုခံချင်သောသူသည်ပညာအတက်ကိုနှစ်သက်၏ဆုံးမခြင်းကိုမုန်းသောသူမူကားတရိษံသဘောရှိ၏သူတော်ကောင်းသည်ထာဝရဘုရားရှိတော်၌မျက်နာရတတ်၏မကောင်းသောအကြံကိုကြံစီသောသူမူကားအပြစ်စီရင်တော်မူခြင်းကိုခံရ၏လူသည်ဒုစရိုက်အားဖြင့်မြဲမြံခြင်းသို့မရောက်ရာဖြောက်မတ်သောသူ၏အမြင့်မူကားမရွှေ့ရာတီလရှိသောမိန်းမသည်မိမိလင်၌ဥယျတရဖူဖြစ်၏အဆက်ခွဲတတ်သောမိန်းမမူကားလင်၏အယိုးတို့၌ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏ဖြောက်မတ်သောသူ၏အကြံသည်ဖြောက်မတ်၏မတရားသောသူပေးသောအကြံမူကားမုသာဖြစ်၏မတရားသောသူ၏စကားသည်သူ့အသက်ကိုတတ်ခြင်းကစောင်းမြောင်းတတ်၏ဖြောက်မတ်သောသူ၏နှုတ်မူကားသူတစ်ပါးတို့ကိုကယ်နှုတ်တတ်၏မတရားသောသူ၏အိမ်သည်ပြိုလဲပြောက်ပြက်ခြင်းဖြောက်မတ်သောသူ၏အိမ်မူကားအမြဲတည်ခြင်းရှိတတ်၏လူသည်ဉာဏ်ပညာရှိသည့်အတိုင်းချီးမွမ်းခြင်းကိုခံရ၏သဘောကောက်သောသူမူကားမထီမဲ့မြင်ပြုခြင်းကိုခံရ၏စားစရာမရှိဘဲဝါကြွားသောသူထက်အသေးမရှိကိုယ်အလုပ်ကိုလုပ်ရသောသူသည်တာ၍ကောင်း၏ဖြောက်မတ်သောသူသည်မိမိတိရစ္ဆာန်အသက်ကိုနှမျောတတ်၏မတရားသောသူမူကားဂယုဏအရာ၌ပင်ကြမ်းကြုတ်တတ်၏မိမိလေယာကိုလှုပ်သောသူသည်ဝါစွာစားရ၏အချင်းဤသောအမှုကိုစောင့်သောသူမူကားညံချို့တဲ့၏မတရားသောသူသည်လူဆိုးသုံးတတ်သောကြော့ကွင်းကိုအလိုရှိ၏ဖြောက်မတ်သောသူ၏အမျက်မူကားအသီးကိုတီးတတ်၏စကားလွန်ကျူးရာတွင်စိုးသောကြော့ကွင်းရှိ၏ဖြောက်မတ်သောသူမူကားအမှုထဲကထားမြောက်တတ်၏လူသည်မိမိနှုတ်ခမ်းအသီးကိုဝါစွာစားရ၏မိမိလက်လောက်ရာအကျိုးအပြစ်ကိုလည်းခံရ၏မိုက်သောသူသည်မိမိပြုသောအမှုကိုမှန်သည်ဟုထင်တတ်၏အကြံပေးသောစကားကိုနားထောင်သောသူမူကားပညာရှိ၏မိုက်သောသူ၏အမျက်ဒေါသသည်ချက်ချင်းထင်ရှားတတ်၏ပညာတတိရှိသောသူမူကားရှက်เสียအမှုကိုဖုံးတတ်၏မှန်သောစကားကိုပြောသောသူသည်ဖြောက်မတ်ခြင်းတရားမမှန်သောသက်သေကိုခံသောသူမူကားမုသာတရားကိုပြသတတ်၏တန်လျက်နှင့်ထိုးသကဲ့သို့စကားပြောတတ်သောလူတချို့ရှိ၏ပညာရှိတို့၏ရှာမူကားအနာကိုပင်ပျောက်စေတတ်၏သူစာနှခမ်းသည်အစဉ်အမြဲတည်၏မုသာရှာမူကားခဏသာတည်၏မကောင်းသောအကြံကိုကြံသောသူတို့၏စိတ်ထဲမှလှည့်စားတတ်သောသဘောရှိ၏ရန်ပြေစေခြင်းကအကြံပေးသောသူတို့၌ကဝမ်းမြောက်เสียအကြောင်းရှိ၏တရားသောသူ၌အမင်္ဂလာမရောက်ရမတရားသောသူမူကားအမင်္ဂလာနှင့်ပြေဝရလိမ့်မည်မုသာသုံးသောနှုတ်ခမ်းသည်ထာဝရဘုရားဆက်ဆုပ်ရွေရှာတော်မူဖွယ်ဖြစ်၏သစ္စာတရားကိုစောင့်ရှောက်သောသူတို့မူကားနှစ်သက်တော်မူဖွယ်ဖြစ်ကြ၏ပညာတတိရှိသောသူသည်မိမိသိသောအရာကိုပင်ထိန်ဝက်တတ်၏မိုက်သောသူမူကားမိမိစိတ်အလိုလျောက်မိုက်သောသဘောကိုထင်ရှားပြတတ်၏လုံလောက်ဝိရိယပြုသောသူသည်အစိုးရတတ်၏ပြင်းရသောသူမူကားအခွန်ပေးရ၏ဝမ်းနည်းခြင်းအကြောင်းသည်ညှိုးငယ်စေတတ်၏ကောင်းသောစကားမူကားရှင်လန်းစေတတ်၏ဖြောက်မတ်သောသူသည်အိမ်နီးချင်းကိုလမ်းပြတတ်၏မတရားသောသူလိုက်သောလမ်းမူကားသူ့ကိုပင်လှည့်စားတတ်၏ပြင်းရသောသူသည်မုတ်ဆိုးလုပ်တော်လဲဖမ်းရသောအကောင်ကိုกิน၍မစားရလုံလောက်ဝိရိယပြုသောသူ၏ဥစ္စာမူကားအဖိုးထိုက်ပေ၏ဖြောက်မတ်ခြင်းတရားလမ်း၌သေဘေးမရှိအသက်ချမ်းသာလမ်းဖြစ်၏